အဲ့တော့လမ်းကြောင်းတစ်ခုပေါ်ကိုရှောက်မယ်ဆိုရင်လည်းကျွန်တော်တို့ကစလဲဆုံးအစမှခတ်တာမဟုတ်အလယ်မှာလဲစူးစမ်းရမယ်အခက်အခဲတွေအများကြီးရင်ဆိုင်ရမယ်ထပ်ပြီးတော့ဒီဟာကြီးကလုပ်ငန်းကြီးကကျွန်တော်တို့က promote ဖြစ်လေထပ်ပြီးတော့ update ဖြစ်လေကျွန်တော်တို့ထပ်စူးစမ်းရလေလေ့လာရလေကျွန်တော်တို့ဘယ်တော့မှပြီးဆုံးသွားတယ်ဆိုတာမရှိဘူးပညာရက်တစ်ခုကစပြီးတော့လေ့လာတဲ့အချိန်ကအစပဲရှိရဆုံးသွားတယ်ဆိုတာကျွန်တော်တို့ဘယ်တော့မှမရှိဘူးအသစ်တွေကြီးပဲဆိုတဲ့အခါမှာအဲ့လိုမျိုးတွေပဲရှိရပေါ့နော်ဒီပညာတွေဒီပညာရက်တွေကိုလေ့လာပြီးတဲ့သူတွေနောက်ထပ်ပညာရှင်တွေထပ်ပေါ်လာရင်လည်းသူ့ကိုထပ်ပြီးတော့ creation လုပ်တဲ့ပညာရက်တွေအတွေးတွေ creation တွေပေါင်းပြီးတော့နောက်ထပ်အမှုပညာတွေထပ်ပြီးတော့ကျွန်တော်တို့ကအသစ်ဆန်းတွေပေါ့နော်ဒါခေတ်ကာလတွေပြောင်းလဲလာတိုင်းမှာလည်းဒီအတိုင်းပါပဲပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မကအခုနပြောသလိုပဲရထားတဲ့ market လေးတွေကိုတချို့ကြတော့လေလုပ်ငန်းအတိုင်းအတာထိရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ဘယ်လို creation လုပ်မလဲဆိုတဲ့အတွေးတွေဖန်တီးမှုတွေဒီလိုမျိုးလေးတွေနဲ့သွားစေချင်ပါတယ်နောက်တစ်ခုကဘာလဲဆိုပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာကျတော့တခြားနိုင်ငံနဲ့ကျွန်မရှင်းပြောပြပါမယ်ဥပမာစင်ကာပူနောက်တစ်ခုကဂျပန်နိုင်ငံဆိုတဲ့အခါမှာတို့ကျွန်းစုနိုင်ငံလေးတွေဆိုလို့ရှိရင်လည်းအဆောက်အဦဒီကျွန်တော်တို့လွန်ခဲ့တဲ့2နှစ်လွန်ခဲ့တဲ့9နှစ်ကအဆောက်အဦတွေဒီအခုချိန်မှာလည်းဒီအဆောက်အဦတွေပဲတို့မှာဘာလဲဆိုနောက်ထပ်ပြီးတော့ extend လုပ်ဖို့ရမြေပေါ်တွေရှိမနေဘူးဆိုတဲ့အခါမှာကျွန်တော်တို့နိုင်ငံကတကယ်တမ်းအလုပ်လုပ်မယ်ဆိုကျွန်တော်တို့နိုင်ငံမှာမြေတွေလည်းအများကြီးရှိတယ်နေရာတွေလည်းအများကြီးရှိတယ်လုပ်စရာအလုပ်တွေလည်းအများကြီးရှိတယ်ဒါကတော့ကျွန်တော်တို့နိုင်ငံကရရှိထားတဲ့ဒါ market အကြီးကြီးတွေပါတကယ်တော့မြန်မာပြည်မှာအလုပ်လုပ်မယ်ဆိုရင်လုပ်စရာလုပ်ငန်းတွေအများကြီးရှိပါတယ်အဲ့တော့နေရာတစ်ခုကိုရရှိပြီးသားလူတွေကလည်းကိုဘာလုပ်မလဲပေါ့နော်အဲ့တော့ရှေ့မှာတင်နန်းတွေတောက်လျှောက်တက်တယ် certificate တွေယူတယ်အသင်းဖွဲ့တွေကိုဝင်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကလူအယောက်1000နဲ့ဒီတိုင်းလေကျွန်တော်တို့ကအယောက်1000လုံးနဲ့စီးပွားရေးလုပ်လို့မရပါဘူးကျွန်တော်တို့ကအဲ့ထဲမှာကိုယ့်ရဲ့ audience နဲ့ကိုယ့်ရဲ့ဒီအလုံးတွေကိုပြန်ပြီးတော့ရွေးချယ်ရပါတယ်ကျွန်တော်တို့ right person right place ပေါ့နော်ကိုနဲ့တင့်တော်တဲ့နေရာတင့်တော်တဲ့လူတွေနဲ့အလုပ်လုပ်ဖို့ကျွန်တော်တို့က choice လုပ်တတ်ရပါမယ်အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်လေကျွန်တော်ဆိုအရင်တုန်းကဆိုရင်လို့အဖွဲ့အစည်းတွေဘာတွေအများကြီးပဲဝင်နေပေါ့နော်အဲ့ထဲမှာကို့မှာဘာဖြစ်လဲဆိုရင်အချိန်ကုန်သွားတာတွေရှိမယ်လူပင်ပန်းရတာတွေရှိမယ်ငွေကုန်ကြေးကြများတာတွေရှိမယ်ကိုယ့်ရဲ့အလုပ်ကိုဒီဇိုင်းမတ်နဲ့မလုံးနိုင်တော့တာတွေဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဘာတွေရလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ networking ဆိုတာတော့ရပါမယ်အဲ့ဒီ networking လုပ်ရင်းနဲ့တခါတလေကြာမိတ်ဆွေမဖြစ်ဘဲနဲ့မိတ်ပြတ်သွားတယ်လေအများကြီးရှိပါတယ်ကိုယ့်ဘာသာကိုတော့နေတာအကောင့်သားတခါကျဒီလိုအဖွဲ့အစည်းတွေကိုဝင်ပြီးကမှမိတ်ပြတ်သွားတာတွေလည်းရှိတတ်တယ်ဆိုတဲ့အခါကျတော့အဓိကကကျွန်မဆိုရင်ကျွန်မ company နဲ့ကျွန်မ brand နဲ့ကျွန်မနေရာတစ်ခုမှာရှိပြီးသားဒါကြောင့်မလို့ကျွန်မကနောက်ထပ်လူတွေအများကြီးရှိတဲ့နေရာ organization တစ်ခုအဖွဲ့အစည်းတစ်ခု committee တစ်ခုကိုဝင်လဲဆိုကျွန်မစဉ်းစားပြီးတော့ပဲကျွန်မအလုပ်လုပ်ပါတော့တယ်ကျွန်မတလေးချာတွေးတောပြီးတော့ပဲအလုပ်လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာရရှိထားတဲ့နေရာဒီနိုင်ငံမှာရရှိထားတဲ့ market ပေါ့အဲ့နှစ်ခုကိုကျွန်တော်တို့ကတခြားနိုင်ငံနဲ့ compare လုပ်စေချင်တယ်အဲ့တော့လုပ်ပြီးတော့မှစဉ်းစားစေချင်တယ်တတိချာချာလေးကျွန်တော်ကိုရင်းနှီးတဲ့မိတ်ဆွေတွေကကျွန်တော်မေးဖို့တဲ့သမီးကတဲ့ဒီအလုပ်ကိုတဲ့ဘာလို့လုပ်တာလဲတဲ့ဘယ်သူမှအလုပ်မလုပ်တဲ့အလုပ်ကိုလုပ်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ဒါ professional အနေနဲ့သွားတယ်လုပ်တယ်နောက်တစ်ချက်ကကြတော့မိကလေးလေးဖြစ်တယ်ပြီးတော့သူပေါ့နော်ကျွန်တော်ပြောနေတဲ့အရာတွေကိုသူလေ့လာတယ်စောင့်ကြည့်တယ်ပေါ့နော်အကြီးကြီးတွေပြောတယ်ဆိုပြီးတော့သူလေ့လာကြည့်တယ်ထဲဝင်လေ့လာကြည့်တဲ့အခါကျွန်မပြောတဲ့ဟာနဲ့လုပ်ရက်နဲ့အပြောနေတာလုံးဝကိုက်ညီမှုရှိတယ်ပေါ့နော်ဆိုတဲ့အခါကျကျွန်မကြောင်စိတ်ဝင်စားတယ်ဘယ်လိုအတွေးခေါ်မျိုးနဲ့ဒီလိုမျိုးလုပ်ဖြစ်တာလဲဆိုတဲ့အခါကျကျွန်မကသွားချင်တာကငကိုတဲ့ဒီ hotel နဲ့ tourism ဘိုင်းကိုအရင်စိတ်ဝင်စားကျွန်တော် tourist guide တရားငယ်တော့ဆိုအရင်ဖြစ်ချင်တယ်ကျွန်တော်ကဘာပတ်ချင်တယ်ဒီ hotel လုပ်ငန်းကိုကျွန်တော်စိတ်ဝင်စားတယ်ဒါပေမဲ့ဒီအချိန်မှကျတော့ tourist guide လုပ်ဖို့တဲ့ tourist guide တွေပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးဒီ hotel and tourism ဘိုင်းကို develop ဖြစ်အောင်လုပ်မလဲဆိုတော့အနေထားတစ်ခုရအောင်စူးစမ်းလာခဲ့တယ်အဲ့ဒီပေါ်မှာပါဝင်ခွင့်ရအောင်တစ်ထောင်တနေရာလုပ်ခွင့်ရတဲ့သူတယောက်ဖြစ်နေလေကျွန်မဒီအသက်အရွယ်မှာစီးပွားရေးတစ်ခုပေါ့နော်ဒီ hotel လုပ်ငန်းနဲ့ပတ်သက်ပြီးရပ်တည်နိုင်ခဲ့တယ် hotel လုပ်ငန်းတွေမို့အခြားလုပ်ငန်းတွေနဲ့ပါဒီ fee တွေရဲ့အခြား fee တွေမှာလည်းကျွန်မအတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပြီးသွားပြီဆိုတဲ့အခါကျတော့ဘယ်လိုစိတ်ခွန်အားနဲ့ဒီအရာတွေကိုကျွန်မလုပ်ဖြစ်ခဲ့တယ်လဲဆိုရင်ကျွန်မငယ်တုန်းကပြပြမယ်ဆိုရင်ကျွန်မ video မှာဒီအမေးဖြေခန်းနာလေးတစ်ခုကျွန်မနားထောင်ပြီးခဲ့တယ်ကျွန်မအဲ့ဒီအရွယ်တုန်းကဆိုရင်ကျွန်မအရန်ငယ်အောင်ပဲကျွန်မ3တန်း4တန်းအဲ့ဒီအရွယ်လောက်ပဲရှိအောင်ပဲပေါ့ဘယ်သူပဲပြောခဲ့တယ်ဆိုတော့ကျွန်မမမှတ်မိတော့ဘူးအဲ့ဒီအချိန်မှာဒီအမျိုးသမီးတယောက်ကိုသူအမေးဖြေလုပ်နေတဲ့အချိန်မှာသူပေါ့နော်ဒီကဘာပတ်ဖို့ဒီခီးတွေသွားဖို့ဒီစိတ်ခွန်အားတွေဖြစ်ဖို့အတွက်ကိုဘယ်လိုမျိုးလုပ်ခဲ့တယ်လဲဆိုတော့ရှမ်းပြည်ကနေလာရန်ကုန်မှာလာပြီးတော့အောင်မြင်တာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာသူမိဘကဒီရှမ်းပြည်ကနေပြီးတော့ရန်ကုန်ကိုမလွတ်ဘူးဒါပေမဲ့ तू ကအဲ့ဒီအချိန်မှာသူဖုန်းကြီးကျောင်းကိုသွားပြီးတော့ဒီရောဖုန်းကြီးကျောင်းမှာသွားပြီးတော့ရှောက်တဲ့အခါကျဖုန်းကသူဗာမိတ်နေဆိုတော့ဖះမကြိုက်တာမလုံးနဲ့မိဘမကြိုက်တာမလုံးနဲ့ကိုကြိုက်တာကိုလုံးလို့သူပြောလိုက်တဲ့အချိန်မှာ तू က
ဒီပေါ့နော်ဒီtraveling လုပ်ငန်းကိုသူစပြီးတော့လုပ်ခဲ့တယ်အောင်မြင်ခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျကျွန်မအဲ့စကားတစ်ခုကိုငယ်တုန်းကကြားခဲ့တယ်ပေါ့နော်ကြားဘူးတဲ့အခါမှာကျွန်မနားထဲမှာအဲ့အကြောင်းအရာဆွဲလန်းနေတယ်ပေါ့နော်မေးလို့မရအောင်ဒါပေမဲ့ကျွန်မကဒီ career ဒီ field ကိုရောက်ဖို့အတွက်ရှေ့မှာဝါသနာမပါတာတွေလည်းလုပ်ခဲ့ရတယ်ကျွန်မမလုပ်ချင်တဲ့အလုပ်တွေလည်းလုပ်ခဲ့ရတယ်အဲ့ဒီကနေမှကျွန်မထက်ကျော်ပြီးတော့ကျွန်မလုပ်ချင်တဲ့အလုပ်ကိုကျွန်မရအောင်သွားတယ်ရအောင်လာခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့တစ်ခါတလေကျတော့စာတစ်ကြောင်းကဘဝပြောင်းနေဆိုတာမှန်တယ်ဒါရှင်စန္ဒာလိကရေးထားတဲ့စာအုပ်ထဲမှာလည်းပါတယ်ပေါ့နော်ဆိုတဲ့အခါမှာစာလေးတစ်ကြောင်းကိုဖတ်မိတဲ့အခါမှာတချို့စာတွေကလည်းတကယ်ကိုယတတုတစုံနေပြီးတော့လူတစ်ယောက်ရဲ့စိတ်ကိုပြောင်းလဲစေနိုင်တယ်တချို့စာတွေကတော့တောက်ဆဖြစ်စေတဲ့စာတွေလည်းရှိတယ်မှိုင်းတိုက်တဲ့စာတွေလည်းရှိတယ်ပေါ့နော်အများကြီးပဲရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မခုနကပြောလိုက်တဲ့အကြောင်းအရာလေးကကျွန်မငယ်တုန်းကဒါခရီးဘဝကနေပြီးတော့ကျွန်မနောက်ထောင်ခဲ့ရတဲ့အကြောင်းအရာလေးဒီနေ့ဒီချိန်ထိနားထဲမှာဆွဲနေတာပေါ့နော်ဆိုတဲ့အခါကျတစ်ခါတလေကျကိုသွားချင်တာတွေသွားဖို့ကိုလုပ်ချင်တာအဲ့တော့လေဘဝမှာအောင်မြင်ဖို့အတွက်ကိုသွားချင်တဲ့လမ်းကြောင်းကိုကိုသွားချင်တဲ့ career ကိုရွေးချယ်ဖို့အတွက်ဆိုတာကကျွန်တော်တို့ကအဲ့ဒီ career အဲ့ဒီလမ်းကြောင်းပေါ်ကိုမရောက်ခင်မှာကျွန်တော်တို့ကလေဆက်ကြော်လာရတဲ့ဘဝတစ်လျှောက်မှာကိုမလုပ်ချင်တာတွေလည်းလုပ်ခဲ့ရတယ်လုပ်ချင်တာတွေလည်းလုပ်ခဲ့ရတယ်ဝါသနာမပါတာတွေလည်းလုပ်ခဲ့ရတယ်ဝါသနာပါတာတွေလည်းလုပ်ခဲ့ရတယ်အဲ့ဒီခါမှာလေကျွန်တော်တို့ကအောင်မြင်သွားလို့ရှိရင်လည်းအရန်ကိုမေးလောက်ရတဲ့အထိပျော်ပြီးတော့ပြတ်တဲ့အထိကိုဖြစ်မသွားအောင်ပြီးရင်လည်းကျွန်တော်တို့ကလောကရန်တရားနဲ့ရှင်းဆိုင်ရတဲ့အခါမှာလည်းတုံ့လုံးချောက်ချမှုမရှိအောင်ပေါ့နော်ကျွန်တော်တို့ရဲ့အဲ့လိုမျိုးတွေပညာရက်တွေဒါလေ့လာခဲ့ပြီးသွားပြီတွေ့ကြုံခဲ့ပြီးသွားပြီဆိုတဲ့အခါမှာဘယ်လိုပဲလာရင်ဆိုင်နိုင်ရမယ်အဲ့လိုရင်ဆိုင်နိုင်မှုအတွက်ကိုလည်းကျမတို့ကပညာသင်ယူရတဲ့အချိန်မှာလည်းပြည့်ဝဝနဲ့ပညာတွေကိုပြီးဆုံးအောင်တက်မြတ်အောင်ကျမတို့ကသင်ယူခဲ့ပြီးသွားပြီပေါ့နော်ဆိုတဲ့အခါမှာကျတော့ကျမတို့အခုပတ်ဝန်းကျင်မှာဆိုရင်ပညာရှင်တွေအများကြီးရှိတယ်ဒီဟာတွေကနိုင်ငံတော်ကလည်းကောင်းကောင်းအသုံးချပြီးတော့အနာဂတ်နိုင်ငံတော်အတွက်လည်းကျွန်တော်တို့ကဒါတထောင်တနေရာကနေပြီးတော့နိုင်ငံအရေးပေါ့နော်ကိုယ်နိုင်ငံတိုးတက်ကောင်းမွန်မှုအတွက်ဘယ်နေရာမဆိုပေါ့တထောင်တနေရာကနေကျွန်တော်တို့ကလှုပ်ဆောင်ဖို့ကအဆင်သင့်ပဲဘာဖြစ်လို့လဲဆိုရင်ကျမတို့လိုအသက်အရွယ်လို့ဆို30ကျော်သွားရင်နိုင်ငံတော်အတွက်လည်းအလုပ်လုပ်ရတယ်ပြီးတော့ကျမတို့ကကိုယ့်ထက်ငယ်သေးတဲ့မောင်လေးတွေညီမလေးတွေအတွက်လည်းတိုင်းပြည်အတွက်လည်းဒါအလုပ်လုပ်ရတဲ့အရွယ်ဖြစ်သွားပြီနောက်တစ်ချက်ကကြာပါလဲဆိုဒီခေတ်ထဲမှာဆိုရင်တော်တဲ့လူတော်တွေအများများတယ်အဲ့တော့လူတော်ဖြစ်ုံနဲ့ပြီးလူကောင်းလူရည်မုံတွေဖြစ်ဖို့အတွက်ကြတော့ကျမတို့ကတုတ္တယတ္တစာပေမှာလည်းယတ္တစိတ်နှလုံးကောင်းဖို့ရယ်မေတ္တာတရားထားနိုင်ဖို့ရယ်ကိုချင်းစာတရားတွေထားနိုင်ဖို့အတွက်ဒီလိုပညာရက်တွေကိုလည်းအများကြီးပေါ့နော်ပွဲတွေလုပ်တဲ့အခါမှာလည်းဒီပေါ့နော်အောင်မြင်မှုတစ်ခုရဖို့အတွက်တည်းမဟုတ်ဘဲねကျမတို့ကဒီယတ္တစာပေကိုလည်းမြန်မြန်ထည့်သွင်းပြီးတော့သင်ကြားဖို့လည်းလိုအပ်တယ်ပို့ပြီးတော့ယဉ်ကျေးဖို့လိုအပ်တယ်ပညာတတ်တာတစ်ခုတည်းနဲ့လည်းမပြီးဘူးကျမတို့ကကိုယ့်ကိုယ်ကို control လုပ်နိုင်ရမယ် self control လုပ်နိုင်ရမယ်ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုလည်းကျမတို့ကအဲ့လိုပေါ့အရန်ဖြစ်တဲ့သူတွေမျိုးတွေ့လာရင်လည်းဒီလိုလူငယ်တွေအတွက်ကိုလည်းကျွန်တော်တို့ handle လုပ်ပေးနိုင်ဖို့ဆိုတာကလည်းကိုယ်တိုင်ခုနပြောသလိုပဲအတန်းပညာအတတ်ပညာလောကရန်တရားပြီးရင်လောကရက်ပြီးတဲ့ပညာဒါတွေအကုန်လုံးကိုလေ့လာသိရင်တက်မြောက်ပြီးမှသာနေရင်ကျွန်တော်တို့ကဒီပေါ့နော်leader လိုနေရာမျိုးမှာအဲ့လို role model ပေါ့နေရာမျိုးတွေမှာကျွန်တော်တို့အခန်းကဏ္ဍတွေမှာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘယ်လိုအရာမျိုးနဲ့ပဲရင်ဆိုင်ရကိုယ့်ရဲ့ဂုဏ်သိက္ခာကိုယ့်ရဲ့ပညာကိုမထိခိုက်ဘဲနဲ့ယက်တိနိုင်တယ်ဆိုရင်ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေကိုလိုချင်တဲ့ပန်းတိုင်အောင်မရောက်ခင်မှာတော့ဘယ်အရာမဆိုသိခံရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေလည်းဒီနေရာမှာဒီလိုလေးနေနိုင်ဖို့အတွက်ကိုတော့မှအများကြီးစူးစမ်းလာခဲ့ရပါတယ်အဓိကဘာလဲဆိုရင်ပညာသင်ယူရမယ့်အချိန်မှာပညာကိုပြည့်ဝတင်နေပန်းဝန်းကျင်ကောင်းမှနေတယ်ကောင်းတဲ့လူကောင်းတွေနဲ့ပေါင်းတယ်လူကိုယ့်မကောင်းတာနဲ့မကောင်းလို့လူတယောက်ကိုတော့မဆိုလို့တချို့တွေ့ပြီးသွားတဲ့အရာတွေနဲ့မှာကိုကကင်းကွာအောင်ကိုယ့်ရဲ့ consistency ကိုဘယ်လိုကောင်းအောင်နေထိုင်ရမလဲဆိုတဲ့အရာတွေကကျွန်တော်တို့ပညာတတ်မှသာလျှင်ဒါတွေကိုအမှားမှန်ခွဲခြားနိုင်မှာ